အခုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာမြန်မာတပ်မတော်လို့ခေါ်တဲ့ဖက်စစ်အကြမ်းဖက်စစ်ရှုံးကောင်စီလက်ပဖြစ်တပ်မတော်ထဲကိုအတင်းအမှတွတ်သွင်းဒီသူစစ်ဆိုတဲ့အရမပြဋ္ဌာန်းထားတဲ့မတရားဥပဒေနဲ့ဖမ်းဆီးပြီးတော့စစ်တပ်နဲ့အတင်းဖို့ရှေ့တန်းစစ်မြေပြင်တွေကိုအသေးခံခိုင်းပြီးမိုင်းနှင်းခိုင်းပြီးတော့စေလွတ်ခံခိုင်းရတဲ့ကျွန်တော်နိုင်ငံသားလူငယ်တွေဖက်စစ်တပ်ထဲကနေပြီးတော့ထွက်ပြေးလာပြီးကျွန်တော်တို့အမှန်နဲ့တရားပဲပြည်သူဘက်ကိုခိုလုံလာတဲ့ပြည်သူဘာပဲရင်သွေးတွေပေါ့ကျွန်တော်တို့ KNDF တောင်းရှိတဲ့သူတွေနဲ့ကျွန်တော်တို့ပူပေါင်းဆောင်ရွက်ပြီးတော့စောင့်ရှောက်ပြုစုထားတဲ့လူငယ်တွေဖြစ်တယ်ပေါ့။ဒါလူငယ်အားလုံးဟာဖက်စစ်တပ်ကနေပြီးတော့ထွက်ပြေးခိုလုံလာပြီးတော့ကျွန်တော်တို့ရှိရောက်ရှိလာတဲ့လူဖြစ်တယ်။အဲ့တော့သူတို့တွေကိုဒီနေ့အနုပညာကိုမြောက်တဲ့တေးသရှင်တစ်ပုတ်နဲ့တူဂုံပြူကျူဆိုရင်သူတို့တွေကိုကျွန်တော်အားလုံးကဒလေးတစားရှိတယ်တနည်းထွေးထွေးရှိတယ်။အလားတူလက်ရှိဖက်စစ်တပ်ထဲမှာစိတ်မပျော်ပိုက်ပဲနဲ့အတင်းအဓမ္မစစ်ကြုံပြုခံထားရတဲ့လူငယ်တွေအားလုံးလည်းပဲဒီလူငယ်တွေလိုမျိုးအမှန်နဲ့တရားကိုသိပြီးပြည်သူဘက်ကိုကူးပြောင်းခိုလုံလာမှကျွန်တော်နိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့ဟလာဖက်စစ်အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ရုံးမှာရက်ဆက်ဆိုးသွန်းတဲ့လူငယ်တုကိုတစားကံပြုတ်ပြီးတော့သူအာနာဝေစုလူကိုကြိုးပမ်းနေတဲ့အစီအစဉ်တွေကိုကျွန်တော်တို့ရက်တန်းကရက်ပြီးတော့တိုင်းပြည်ကိုပြန်လည်ဥမော့သွားနိုင်မှာဖြစ်ပါတယ်အဲကြောင့်မလို့ဖက်စစ်တပ်တဲ့ကလူတွေလက်ရှိစစ်မှုထမ်းနေစေဆိုတဲ့လူတွေအားလုံးဒီလူငယ်တွေကဲ့သို့အမှန်နဲ့တရားကိုသိမြင်လာကြပါစေလို့ကျွန်တော်လူငယ်တွေကိုရှေ့မှာစံထားပြီးတော့အားလုံးကိုအသိပေးစကားပြောချင်ပါတယ်ကဲသူတို့အားလုံးရဲ့စီးပြဆက်ကြည့်အောင်ကြောင့်တည်းရပါတယ်လေတို့အားလုံးညီလို့ဟဲ့လက်တွဲလို့ဒီမဖြစ်မနေနိုင်ငံသစ္စာကြောင့်လည်းဒါကချစ်ကောင်းမှုတွေကြွေးကြော်လိုက်တဲ့ hit all right the go confused ကျွန်တော်ပါလေရေဘောကိုယူပါလေရေဘောကိုလုံးလာလေရေဘောမင်းမြင်လာလေရေဘောကျွန်တော်ပါလေရေဘောကိုယူပါလေရေဘောကိုလုံးလာလေရေဘောthey share body to all on you hey let la dwell to a chimney I got this out